ဒါဒီရေပြင်ကျရတာကြီးအကုန်လုံးဖွင့်ထားပါပါခင်ဗျာအင်တာဗျူးကြားကရေတာကြော်သွားပါပြီအဲ့ဒါကျွန်တော်တို့ကုကြီးကဲတဲ့ရေးလုပ်နေတာစတင်ပြီးတော့ဒီနေ့မှာစလုပ်ပါပြီဩဂတ်လ2ရက်နေ့မနက်ခင်းအချိန်မှာပဲအိုင်သပြူးနဲ့ခမောင်းစုရွာကြားကတာကြီးရေကျော်သွားပြီဖြစ်ပြီးသွားလို့မရတော့ပိတ်မိနေသူတွေအများကြီးရှိလို့နေပါတယ်ဒီရေဘေးဟာငတိုင်းချောင်းမြို့ပါရေမြုပ်ရန်အန္တရာယ်ရှိနေပြီးစိုးရိမ်ရေမှတ်1160စင်တီမီတာရှိတဲ့ရေမှတ်ဟာ1154စင်တီမီတာအထိရောက်လာခဲ့ပြီလို့ဆိုပါတယ်ရေစီးရဲ့ချိန်ဟာအလွန်ပြင်းထန်နေပြီးအိုင်သပြူးအနီးလယ်ကွင်းပြန့်ဒေသများကရေများဟာမြို့ပေါ်ရက်ကွက်များဘက်ကိုဆက်လက်စီးဝင်နေတာကြောင့်ဩဂတ်လ1ရက်နေ့ညမှာအိုင်သပြူးမြို့ပေါ်ရက်ကွက်များအတွင်းသို့ရေဝင်ရောက်မှုပုံမဆိုးဝါးလာခဲ့ကြောင်းအိုင်သပြုတ်ငတိုင်းချောင်းကားလမ်းတစ်လျှောက်မှာရှိတဲ့အနိမ့်ပိုင်းကျေးရွာများအထူးသဖြင့်လမ်းရဲ့မြောက်ဘက်ခြမ်းကျေးရွာများမှာရေများဝင်ရောက်နေကြောင်းသိရပါတယ်။ဒါအပြင်လေးမျက်နှာစင်ရဲကွင်းတရားနဲ့အိုင်သပြုတ်မရင်တရားတို့မှာလည်းရေကျော်တက်လာလျက်ရှိပြီးမရင်ချောင်းအတွင်းရေစီးအားမြင့်တက်နေကြောင်းမရင်ချောင်းဟာလေးမျက်နှာမြို့နယ်အထက်ပိုင်းမှစတင်ပြီးအိုင်သပြုတ်စရက်လလက်ပံကူကျုံမျောကြောင်ကုန်းအိုးဘူချောင်းသုံးခွနဲ့အိမ်မဲဒေသများအထိဆက်သွယ်စီးဆင်းနေတာကြောင့်ရင်ချောင်းရိုးတစ်လျှောက်မှာရှိတဲ့ဒေသများဟာလည်းရေဘေးတက်ရောက်မှုများကြုံတွေ့လာနိုင်ရကြောင်းသိရပါတယ်။ရေမြုပ်နေတဲ့အိုင်သပြုတ်ကျေးရွာရှိဆက်သွယ်ရေးတာဝါတိုင်းများဟာရေစီးတဲ့နေရာတက်တက်မှာရှိနေတာကြောင့်ဆက်သွယ်ရေးလိုင်းများပြတ်တောက်သွားနိုင်တဲ့အန္တရာယ်လည်းမြင့်တက်လျက်ရှိပါတယ်။ဇူလိုင်လ30ရက်နေ့မှာလေးမျက်နှာမြို့နယ်ထဲမှာငဝုံမြစ်တာပေါင်ကျုံမှုကြောင့်နေအိမ်ထဲမှာပိတ်မိနေသူတွေအများအပြားရှိနေပြီးလေးမျက်နှာမြို့အိုင်သပြုတ်ရွာတို့အပါအဝင်ရက်ကွက်ကျေးရွာစုစုပေါင်း90ဝန်းကျင်ဟာရေနှင်းမြုပ်နေပြီးလေးမျက်နှာမြို့ရှိရက်ကွက်5ခုနဲ့ကျေးရွာ9ရွာမှာအိမ်ခြေ1934လုံးအိမ်ထောင်စု1964စုလူဦးရေ8382ဦးရေဘေးသင့်ခဲ့ပြီးယခုအခါရေဘေးသင့်မိသားစုနဲ့လူဦးရေ2000နီးပါးရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ရေဘေးအတွေ့အကြုံရှိသူတချို့ကတော့ရေမပြည့်ခင်ကတည်းကကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြပေမဲ့အချို့ပြည်သူတွေဟာအချိန်မီမတိမ်းရှောင်နိုင်ပဲနေအိမ်တွေထဲမှာပိတ်မိနေကြပါတယ်။သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုကင်းဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့အထင်အမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။ရေဘေးသင့်ပြည်သူတွေကိုကယ်ဆယ်ရွှေ့ပြောင်းပေးဖို့စက်လီနဲ့73စီလိုအပ်ချက်တွေရှိနေတယ်လို့ကုညီရေးအသင်းအဖွဲ့တွေကဆိုကြတယ်။ပိတ်မိနေတဲ့သူတွေအများကြီးဗျဖုန်းတွေဆက်ကြတယ်။ဖုန်းဆက်လို့သွားခေါ်ရင်နောက်ထပ်တွေ့ရောအိုင်တပြုတ်ဘက်ကရွာတွေမြေကျိုးနားကရွာတွေမှာအများကြီးကြံနေတယ်လို့ကုညီပေးနေတဲ့ဒေသခံတအူးကဆိုပါတယ်။လူတွေကခတ်တယ်ဗျ။မနေ့ကအိုင်တပြုတ်ရွာကလူတွေရေတက်လာကြတဲ့ကရွှေ့ဖို့ပြောပေမဲ့တုံမှမလုပ်ကြဘူး။အခုမနက်မှလိုင်းပေါ်မှာအသေးအတန်အလွန်အမင်းအကူအညီတက်တောင်းနေကြတယ်လို့ရေဘေးမှာတွားရောက်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူစီလေးကြီးပရာဟိတအဖွဲ့ဝင်တဦးကဆိုပါတယ်ဒေသခံတွေအကြောင်းနဲ့ပတ်ဝန်းကျင်အခြေအနေကိုနားလည်သူတယောက်ကတော့အိမ်ကိုအလွယ်တကူမစွ့မဲမမြုပ်ခဲ့ရင်ရတယ်လို့ကတ်နေမယ်တွေးထားကြတာအကိုကြီးထားခဲ့ရင်ညဘက်ကျပိတ်ထားတဲ့အိမ်တွေလိုက်ဖောက်တာမျိုးရေငုပ်ပြီးဖောက်ယူတာမျိုးတွေလည်းရှိတတ်တာမို့တာကျိုးရင်မြင့်ရည်ကြီးတယ်လို့အလွယ်တကူပြန်မကြဘူးရေတက်တာလည်းမြန်းနေဆိုတာမသိတဲ့လူတွေလည်းရှိတယ်လို့ဆိုပါတယ်လက်ရှိမှာလေးမျက်နှာမျိုးနဲ့အတွင်း73စီဝယ်မရတာကြောင့်ကိုကြီးရဲ့အဖွဲ့တွေဟာ73စီဝယ်ဖို့ဟင်တရာမျိုးအထိသွားနေကြရပြီးလိုအပ်တဲ့လောက်လည်းဝယ်မရကြဘူးလို့ပြောပြပါတယ်ဓာတ်စီတွေလည်းဝယ်လို့မရဘူးဗျကျွန်တော်တို့ဆိုဟင်တရာမှာတက်ဝယ်ရတယ်ဟင်တရာဒေတာခံတွေကသူတို့ကျူအာကုတ်တွေနဲ့ကျွန်တော်တို့ကိုလိုက်ဝယ်ပေးပြီးတော့လုပ်ပေးရတဲ့အနေအထားပဲရှိပါတယ်ဗျရေဘေးကူဖို့အတွက်ဆိုပြီးခွင့်ပြုထားတာမရှိဘူးဗျလို့မြေပြင်မှာကူညီပေးနေတဲ့ကူညီရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်မြေပြင်မှာအကူအညီပေးနေတဲ့သူတွေက73စီဆိုင်တွေကနေရေဘေးကူညီရေးအဖွဲ့တွေကိုအလွယ်တကူစီမရောင်းပေးတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာနှောင့်နေတာတွေရှိနေတာကြောင့်73စီအလွယ်တကူဝယ်လို့ရနိုင်မှုသက်ဆိုင်ရာကစီစဉ်ပေးတင်ကြောင်း73စီဆိုင်ကြီးတွေကို73စီခွဲရက်ရှော့ပေးထားပြီးတဲ့နောက်ဈေးတွေတက်နေတာဖြစ်ပြီးယခုအခါ1လီတာကို4000နီးပါးဈေးရှိနေပြီးပြင်ပမှောင်ကိုအယောင်းဆိုင်တွေမှာတော့1လီတာ7000ဝန်းကျင်အထိရှိတာမို့ဝယ်သုံးရတာအဆင်မပြေကြောင်းရေပြင်မှာကူညီပေးနေသူတွေကဆိုကြပါတယ်လေးမျက်နှာမျိုးတက်တဲ့ငဝုံမြစ်တာပေါင်ကျိုးရတာကြောင့်လေးမျက်နှာမျိုးအိုင်တပြုတ်ရွာတို့အပါအဝင်ရက်ကွက်ကျေးရွာစုစုပေါင်း90ဝန်းကျင်ဟာရေနှင်းမြုပ်နေပြီးလေးမျက်နှာမျိုးနဲ့အတွင်းရေဘေးသင့်ပြည်သူတောင်းချီရှိနေပြီးကုန်းမြင့်ပိုင်းဖုံးတော်ကြီးကျောင်းတွေမှာကြက်တက်တဲ့နေထိုင်နေကြရာစားနပ်ရိက္ခာဆေးဝါးတောက်တုံရင်နဲ့ချင်းအောင်တို့လိုအပ်နေတယ်လို့ကုညီရေးအဖွဲ့တွေကပြောကြပါတယ်ရေဘေးရှောင်စခန်းတွေမှာလူများတော့ဗျာသူတို့ရဲ့စားတောက်ရေးတွေပေါ့နောက်ဆေးဝါးလိုမယ်အဲ့ဒါတွေပေါ့ကျန်းမာရေးပြဿနာတွေဖြစ်လာမှလည်းကြောက်ရသေးတယ်ဒီနေ့သွားလူပေးတာလူတွေတော်ကြက်တဲ့နေကြရတယ်နေရာထိုင်ခင်းလဲကျင်းတယ်လို့အိုင်သပြုတ်ကျေးရွာမှာရေဘေးကူညီပေး
နေသူတဦးကပြောပါတယ်ရေကြီးမှုနောက်ဆက်တွဲဘေးလို့ရာတိတ်ချောင်နေကြရတဲ့သူတွေထဲမှာအခြေခံလက်လုံလက်စားတွေအများအပြားပါဝင်နေပြီးစားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်အေယာဝတီတိုင်းကရွာတွေဆိုတာလယ်သမားလက်လုံလက်စားတွေပါလယ်သမားတို့ဘဝပူပူရှယ်ရှယ်ရဲလို့ရှိရှာကြတာမဟုတ်ပါဘူးအခုလိုဘေးဒုက္ခတွေဖြစ်လာတဲ့အခါဘုံကြီးကျောင်းတွေမှာရေဘေးစခန်းတွေဖွင့်ပြီးနေကြရပါတယ်မနေ့ကမှဖြစ်တာမို့လက်တလောစားစရာဆန်အဝတ်အထည်စောင်းကောင်းဒါလေးတွေလိုအပ်နေပါတယ်ကယ်ဆယ်ရေးတွေလည်းတိတ်မရောက်သေးပါဘူးဒီအချိန်ကစပားတွေစိုက်ပျိုးထားပြီးသားအချိန်လည်းဖြစ်တာမို့အိမ်ယာတွေပြက်စီးရှိတာတွေကုန်လယ်တွေပါရေမြုပ်ပြီးလက်သမားတို့ရဲ့ဆုံးရှုံးမှုဟာကြီးမားလာပါတယ်အေယာဝတီနဲ့ရေကြီးမှုဆိုတာခွဲလို့မရလောက်အောင်ဖြစ်နေတဲ့အရာပါရေကာတာအပြင်ဘက်မှာရှိကြတဲ့ကြေးရွာတွေဆိုနှစ်စဉ်ရေမြုပ်နေကြဒီနေရာတွေကတနိုင်ငံလုံးကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာတကယ်ရေဘေးသင့်ခံရတဲ့ရွာတွေနဲ့ရောပြီးရောင်တော့ပြန်အလှခံတာတွေရှိတတ်ပါတယ်အခုရေကြီးတဲ့တာအတွဲပိုင်းကမြို့တွေရွာတွေဆိုတာရေကြီးလေကြီးထားမရှိတဲ့နေရာတွေပါဒါကြောင့်ရေဘေးအတွက်ကြိုတင်ပြင်ဆင်ထားတာမျိုးမရှိကြပါဘူးတာကျိုးကြတာကငဝုံမြစ်အရှိဘက်ချမ်းမှာလယ်သမားခြံသမားတွေလှေမရှိကြပါဘူးသူတို့အတွက်အကူအညီကအရန်လိုအပ်ပါတယ်ရေကြီးနေကြနေတက်စားတက်တယ်ဆိုတဲ့လူတွေကမြင်းနောက်ချမ်းမှာနေကြတဲ့သူတွေပါကိုင်းလုံစားကြတယ်ငါးရှာစားကြတယ်မိုးတွင်းကာလရေမကြီးရင်တော့ကိုင်းစင်းရာသီမြေတွေထွန်ရက်ချိန်မြေကျက်မှာဆိုလို့နှစ်တိုင်းရွာတွေအထိရေတက်စေခြင်းကြတဲ့သူတွေပါကျမတို့ကမြင်းနောက်ချမ်းနေသူတွေပါရှင်ခုတာကြိုးတာကမြင်းအရှိချမ်းရွာတွေဖြစ်လို့အကူအညီတွေတကယ်လိုအပ်ပါတယ်ရှင်မြို့လေကအရင်တည်းကဆင်းရဲပါတယ်ဆိုမှအနောက်ဘက်ကစစ်ဖြစ်လို့ရွာတွေပြက်ရတယ်အရှိဘက်ကခုတာကျိုးလို့ရွာတွေပြက်ပြန်ပြီးလမ်းတွေပိတ်လို့အလဲကလူတွေလည်းကုန်စည်နှုန်းကြောင့်ခက်ကြပြန်ပြီရှင်ပုံမှန်အားဖြင့်ဆိုရင်မြင့်ရီကာတာကိုတိုက်လာပြီးဆိုရင်ရေကျော်လာခဲ့မယ်ဆိုရင်ဆိုတာမျိုးအတွက်စိုးတင်ပြင်ဆင်ကြပါတယ်အခုကတာကရေကိုမတိုက်ခင်မှာပဲတာပြောတဲ့နေရာကနေရုတ်တရက်ကြီးကျိုးလို့သွားခဲ့တာကြောင့်အရေးပေါ်ရေဘေးကယ်ဆယ်ရေးတွေမဖြစ်မနေလိုအပ်နေတာပါလို့မြေပြင်မှာသွားရောက်ကူညီကယ်ဆယ်ပေးနေသူတဦးရဲ့အဆိုအရသိရပါတယ်မြန်မာတနိုင်ငံလုံးကတချို့အထင်လွဲနေတဲ့ပြည်သူများတို့လေးမျက်နှာနဲ့အနည်းဆုံးမြို့မှာနေထိုင်တဲ့ကျမကအနှစ်ချုပ်လေးရှင်းပြချင်ပါတယ်ကိုထင်မြင်ချက်တွေကြောင့်ရေနစ်သူတော့ဝါခုထိုးသလိုမဖြစ်စေချင်ကြပါတချို့ကအေယာဝတီကရေကြီးနေကြနေရပါသူတို့ဘလို့နေရမလဲဆိုတာသိပါတယ်တို့ကိုဖို့ကဲဖို့စောင့်ကြည့်ကြပါအောင်လို့ဆိုသူများအတွက်ပြောပြချင်ပါတယ်တချို့ထင်မြင်ချက်တွေကဒုက္ခရောက်နေသူအတွက်ဝါခုထိုးသလိုဖြစ်နေပါတယ်အေယာဝတီဟာနှစ်စဉ်ရေကြီးတာလည်းမှန်ပါတယ်အေယာဝတီဟာရေကြီးတောင်နေတတ်တာလည်းမှန်ပါတယ်ဒါပေမဲ့အခုတာကျိုးသွားပြီးရေဘေးဒုက္ခရောက်နေတဲ့လူတွေအတွက်တော့လုံးဝကိုမှားပါတယ်မြစ်ကိုကာထားတဲ့တာအတွင်းကမြို့တွေရွာတွေဟာရေကြီးလေကြီးထားမရှိပါရေရိုးရိုးကြီးတာနဲ့တာကျိုးတာလုံးဝမှမတူပါရေရိုးရိုးကြီးတာကတာပေါင်ကိုရေကျော်ပြီးမှအတွင်းကိုရှမ်းတဲ့ရေဝင်ရုံတင်မှာတာကျိုးတယ်ဆိုတာမြို့တွေရေမဝင်အောင်မြစ်ကြီးဘေးမှာကာထားတဲ့တာပေါင်ကြီးကျိုးကျသွားတာမို့မြစ်ထဲကရေတွေအလုံးရင်းဝင်တာပါအားလုံးထင်သလိုနှစ်စဉ်ရေကြီးနေကြနေရာတွေဟာငကိုတွေကမြစ်လေအိတ်ဆောက်ပြီးနှွေရာသီမြေနုကျုံပေါ်ချင်းကိုင်းဆိုင်စားကြတဲ့လူတွေမို့တိတ်ထုတ်ခမရောက်ပါခုတာအတွင်းပိုင်းနေတဲ့သူတွေကလဲဆိုင်ကြတဲ့တစ်နေ့လုံးတစ်နေ့စားတွေပါလဲတွေအကုန်ဆိုင်ပြီးချင်းအိမ်တွေရောလဲတွေရောအကုန်ရေမြုပ်ပြီးရေကြရင်တော့ဆုံးရှုံးသွားတာတွေအတွက်နလန်ထူဖို့မလွယ်တော့ပါရေကြီးလေကြီးထားမရှိတဲ့ဒေသမို့အလုံးရင်းနဲ့ရေတွေဝင်လို့အိမ်တွေကိုထားခဲ့ပြီးရေဘေးစခန်းတွေမှာနေရပါတယ်လေကလည်းပေါ်ပေါ်မြမြမရှိသလိုအောက်ခြေလူရန်စားများတဲ့အတွက်ကြိုတင်ပြင်ဆင်ရကောင်းမှန်းတော့မသိကြလို့ကယ်ဆယ်ရေးတွေကယ်ထုတ်နေရပါတယ်ရေဘေးစခန်းတွေရောက်ရင်စားဖို့ဆန့်လို့ပါတယ်စီလိုပါတယ်ရေလိုပါတယ်မွေတွေတက်လို့မွေစိတ်ဖြည့်စေလိုပါလိမ့်မယ်ပြန်လည်တည်ထောင်မှုမျိုးစဘာတွေပါလိုလာပါလိမ့်မယ်ဒါကြောင့်ယခုရေဘေးဟာတာမန်ဖြစ်နေကြရေဘေးမဟုတ်တဲ့အတွက်အကူအညီတွေလိုပါတယ်ကယ်ဆယ်ရေးတွေတော့လာကြပါပြီမာယုံနဲ့ကောက်ချက်တွေကြောင့်အလှရှင်တော့ပေါ်ပေါ်များများမရှိသေးပါလို့ဆိုပါတယ်တာကျိုးတာကတဖြည်းဖြည်းပိုကျလာပြီးအခုနောက်ဆုံးသိရသလောက်အကျက်ပေ200ရှိသွားပြီလို့ပြောပါတယ်မြင့်ရည်မြင့်နေတဲ့၍ပေ200ကျဲတဲ့တာပေါက်ကြီးကနေရေတွေဆက်ဝင်နေအောင်ပါပါလေးမျက်နှာအိုင်တပြူငတိုင်းချောင်းရေကြီးကြုံပြောအတုပ်ဆက်ဆက်တကြောကြေးရွာများအထူးဂရုပြုဖို့လိုပါတယ်နောက်48နာရီနဲ့82နာရီမှာမုတ်တုံတကြောပြန်အားတက်လာမှုနဲ့အတူမိုးဆက်ရွာနိုင်ခြေလည်းများနေတာကြောင့်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ် Saturday Media Fast ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်